အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့အိမ်မှာအမဲနဲ့ဟင်းကောင်းကောင်းလေးချက်စားပြလို့ပြုလုပ်နည်းလေးလာမျှဝေပေးတာဖြစ်ပါတယ်စိုင်းနေမှာလိုမျိုးအနမ်းရတာနဲ့ပြည်စုံပြီးနူးဤနေအောင်နှက်ထားတာဖြစ်လို့ကျွန်တော်နဲ့အတူဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦးအမဲနဲ့မှာဖြစ်တဲ့အတွက်ကျွန်တော်အမဲသားကိုဒီလိုမျိုးအတုံးခက်ကြီးကြီးလေးတွေတုံးထားပါတယ်အမဲနဲ့ဖို့ရအတွက်နှက်မဲ့အိုးတွေကိုစီထဲပါမယ်စီပူလာရင်ချက်သွင်းထဲပါမယ်ချက်သွင်းကိုတော့ကျွန်တော်တို့ခဏနွမ်းလေးဖြစ်လာတဲ့အထိကျွန်တော်တို့စီးသက်ပေးရပါမယ်ချက်သွင်းလေးတွေခဏနွမ်းဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့အနံ့အရသာအတွက်တိကျပိုးခောက်ရယ်ကလဝေးရွက်ရယ်လင်းချင်းပွင့်ရယ်နက်နက်ပွင့်ရယ်ကိုထည့်ပြီးတော့ကျွန်တော်တို့အနံ့လေးမွှေးလာသည့်အထိကျွန်တော်တို့စီသက်ပေးပါမယ်ဒီနေရာမှာချက်သွင်းကြော်ကို ready made ထုတ်လေးသုံးလို့လည်းရပါတယ်ချက်သွင်းလေးတွေရှူရောင်းတမ်းပြီးအနံ့လေးမွှေးလာပြီဆိုရင်တော့အမဲသားလေးတွေထည့်ပါမယ်အမဲသားထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့နွေးမုံရယ်အယောင်နေရယ်ထောင်းထားတဲ့ဂျင်းရယ်အသားမဆလာရယ်စားရယ်အရသာမုံရယ်တကြားကိုတော့ကျွန်တော်သမင်းစားစွန်းနဲ့တစုံသုံးထားပါတယ်အရသာအတွက်ကိုတော့ကျွန်တော်တို့ကိုကြိုက်နေတဲ့တာကိုထည့်ပြီးတော့လည်းသုံးဆောင်လို့ရပါတယ်အားလုံးကိုသမအောင်မွေပြီးကျွန်တော်ခဏလောက်လေးစီတက်ပေးပါမယ်တချို့ကတော့အမဲသားဆက်နှက်တဲ့ခါမှာကျွန်တော်တို့ဒိန်ရင်ကိုသုံးပါတယ်ကျွန်တော်ကတော့ဒိန်ရင်မသုံးတော့ပါဘူးဒီလိုမျိုးစီနာနာလေးတက်ပြီးလို့ရှိရင်ကျွန်တော်တို့အရသာကအသားထဲထိစိတ်ဝင်စေမှာဖြစ်ပါတယ်စီပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ရေထက်ကနှက်မဲ့အိုးအဖုံးလေးအုပ်ပြီးကျွန်တော်တို့ဆက်တဲသွားပေးရပါမယ်ကျွန်တော်ကတော့ဒီနေရာမှာရှူရှူပေါင်းဝင်နဲ့နှက်မှာဖြစ်ပါတယ်ရှူရှူပေါင်းဝင်မရှိဘူးဆိုရင်လည်းကျွန်တော်တို့စတီအိုးတွေဒန်အိုးတွေမြေအိုးတွေနဲ့လည်းနှက်လို့ရပါတယ်သမင်းပေါင်းနဲ့နှက်တာကိုတော့ကျွန်တော်အားမပေးပါဘူးသမင်းပေါင်းကအချိန်ကြာကြီးသုံးလို့ရှိရင်ကျွန်တော်တို့ပြတ်တတ်ပါတယ်အမဲနဲ့တဲ့ခါမှာကျွန်တော်တို့အချိန်ကအရင်ကြာတာဖြစ်လို့အသားမနူးမချင်းရေလိုရင်ကျွန်တော်တို့ထပ်ဖြည့်ပေးရပါမယ်ကျွန်တော်ကတော့ဒီအမဲနဲ့မှာရေကို2ရေလောက်ထပ်ဖြည့်ပြီးတော့နှက်ထားပါတယ်အသားနှက်တဲ့ခါမှာကျွန်တော်တို့မီယာကိုအရင်မပြင်းပဲလျှော့ပြီးတော့နှက်ရပါမယ်မီယာအရင်ပြင်းလို့ရှိရင်ကျွန်တော်တို့အသားကမနူးပဲနဲ့မာစီမှာဖြစ်ပါတယ်အချိန်လေးပူကြပါတယ်မီအေးအေးလေးနဲ့နှက်တဲ့အသားဟာပို့ပြီးတော့နူးလွယ်ပါတယ်ကျွန်တော်ဒီအမဲနဲ့ကိုတော့အချိန်2နာရီလောက်ပေးပြီးတော့နှက်ထားပါတယ်အမဲနဲ့ကောင်းကောင်းတက်တဲ့သူတွေအတွက်ကတော့စိုင်းနေမှာဈေးကြီးပေးပြီးဝယ်မစားပဲအိမ်မှာဒီနီလန်းလေးတိုင်းလိုက်ချက်စားကြည့်လို့ရပါတယ်ကိုချက်ပြီးကိုစားကောင်းတာမဟုတ်ပဲတကယ်စားလို့ကောင်းလို့ကျွန်တော်လာမျှဝေပေးရခြင်းဖြစ်ပါတယ်ရုံးပေးရမှာကျွန်တော်တို့တွေမိသားစုနဲ့အတူတငယ်ချင်းမိတ်ဆွေပေါင်းနေနေနဲ့လည်းအိမ်မှာချက်စားလို့ရပါတယ်ဟင်းချက်နည်းတွေကလည်းကြောင်းနဲ့ကြောင်းနဲ့မတူကြသလိုဒေတာအလိုက်လည်းကျွန်တော်တို့꿰ပြားပါတယ်အမဲနဲ့ရဲ့အနံလေးကလည်းမှုန့်ကြိုင်နေပြီးအသားကိုနူးဤနေအောင်နှက်ထားတာဖြစ်လို့အရသာလည်းပိုရှိပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်